ဘိုးကောင်ကိုမြင်ဘူးကြလားရှင်ဒါကမီးပန်းကောင်လို့ခေါ်တယ်လို့နေရာဒေသလိုက်ပြီးအခေါ်အဝေါ်ကွဲပြားကြမယ်ထင်ပါတယ်အခုလိုမိုးရာသီရောက်လာပြီဆိုတော့လူတိုင်းကြောက်ပြီးတတိထားတဲ့နဲ့ဒီဘိုးကောင်လေးရဲ့အကြောင်းကိုပြောပြပေးပါမယ်နော်ဒီဘိုးကောင်ကိုမြင်းဆောင်ဖို့လို့လည်းခေါ်ကြပါတယ်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာမွေဟောက်အဆိပ်ထဲ12ဆလောက်ပိုပြင်းတဲ့အဆိပ်ရည်တွေရှိပါတယ်သူနဲ့ပတ်သက်လို့သိထားတဲ့နာကသူကလူကိုကြိုက်တာတုတ်တာမဟုတ်ပါဘူးလူတော်တော်များများကဒီဘိုးကောင်ကြိုက်လို့အရေပြားမှာအပူလောင်တယ်လို့အနာကြီးတွေဖြစ်လာတယ်လို့ထင်ကြပါတယ်တချို့လည်းကိုယ်တိုင်ကြုံမှုကြမှာဖြစ်ပါတယ်တကယ်တော့ဒါဟာလုံးဝအမှားကြီးပါဒီမြင်းဆောင်ပိုးတွေမှာလူကိုကြိုက်ဖို့ဒါမှမဟုတ်အစိတ်ဆူးနဲ့ထိုးဖို့အင်္ဂါမပါဝင်ပါဘူးဒါဆိုဘာလို့အနာဖြစ်ရတာလဲဆိုတော့လူတွေကကိုယ်ခန္ဓာကိုယ်ပေါ်ကိုတခုခုတက်နေတယ်လို့မျိုးရားကြီးကြီးဖြစ်နေရင်တတိမထားမိပဲလက်နဲ့ပုတ်ချတာဖြတ်ကနေရိုက်လိုက်မိကြမှာပါဒါကပြဿနာပါသူတို့ခန္ဓာကိုယ်နာကျင်ကျင်မွသွားတဲ့အခါဘိုက်ထဲမှာတူလောင်ထားတဲ့ပတ်ဒရင်းလို့ခေါ်တဲ့ပြင်းထန်တဲ့အဆိပ်ရည်တွေကအရေပြားပေါ်ကိုကျသွားပြီးတော့အသားကိုဆဲအထိလောင်ကျွမ်းပစ်လိုက်တာပဲဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့တက်ခွဲစမ်းသပ်ချက်အရဒီမြင်းဆောင်ပိုးရဲ့ပတ်ဒရင်းအဆိပ်ဟာကမ္ဘာအန္တရာယ်ရှိဆုံးမွေဟောက်အဆိပ်ထက်တောင်12ဆပိုပြင်းထန်ပါတယ်။ဒါဆိုရင်လူတွေဘာလို့မသေးတာလဲလို့မေးစရာရှိပါတယ်။ကံကောင်းတာကမွေတွေလိုကိုက်လိုက်လို့အဆိပ်ကသွေးကြောတွေကိုရောက်သွားတာမျိုးမဟုတ်လို့ပါပြီးတော့ဒီဘိုးကောင်လေးရဲ့ခန္ဓာကိုယ်ထဲမှာပါတဲ့အဆိပ်ပမာဏကအလွန်နည်းတာကြောင့်အသက်မဆုံးရှုံးကြတာပါဒါပေမဲ့သူတို့ရဲ့အဆိပ်ထိမိတဲ့ရေပြားကတော့ဒီနွေးပူနဲ့ထိခံရတယ်လို့မျိုးပြင်းပြင်းထန်ထန်လောင်ကျွမ်းစေတာဖြစ်ပါတယ်ဘိုးကောင်ကိုရိုက်မိမိချင်းမှာတဖြည်းဖြည်းမိစနဲ့ထိုးသလိုပူဆက်ပူလောင်ဖြစ်လာတတ်ပါတယ်နှစ်ရက်မြောက်နေ့မှာတော့အရေပြားကနီးရဲလာပြီးဘိုးကောင်ရဲ့အရေနဲ့ထိမိတဲ့အနေအတိုင်းအကွက်ကြီးတွေဖြစ်လာပြီးတော့ရေကြီးပူလေးတွေအများကြီးထွက်လာတတ်ပါတယ်။ဒါကိုကြည့်လိုက်ရင်ရင်သွေးပူလောင်ထားတဲ့အနာကြီးအတိုင်းဖြစ်သွားပါတော့တယ်။အနာပြောက်သွားရင်တော့အရေပြားမှာအမဲခွက်ကြီးတွေလမ်းနဲ့ချီပြီးကြံရစ်ခက်တတ်ပါတယ်နော်။အရေးကြီးတာကတကယ်လို့ဒီဘိုးကောင်ကိုရိုက်မိထားတဲ့အဆိပ်ပေနေတဲ့လက်နဲ့မိမိရဲ့ပါးစပ်ထဲကိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလေးတွေကိုမုန်းလိုက်ရမိရင်ဘာဖြစ်မလဲဆိုတော့ပါးစပ်အတွင်းပိုင်းကအချွဲမြည်လေးတွေဟာအပြင်ဘက်ကရေပြားတဲ့အစမတန်ပိုနုလွန်းတာကြောင့်ပါးစပ်ထဲရောက်ရင်ချက်ချင်းပြင်းပြင်းထန်ထန်ထူးရောင်လာပြီးရင်သွေးပူလောင်တယ်လို့အနာအောင်ကြီးတွေဖြစ်လာပါလိမ့်မယ်အဆိုးဆုံးကတော့လေချောင်းဝအထိရောင်ကိုင်းသွားရင်လေပြွန်ပိတ်ပြီးအသက်ရှူရခက်ခဲလာနိုင်တဲ့အရေးပေါ်အခြေအနေမျိုးထိဖြစ်သွားနိုင်ပါတယ်နော်ဒါကြောင့်ပါးစပ်ထဲဒါမှမဟုတ်မျက်လုံးနဲ့ဝင်သွားရင်တော့ရေအေးအေးနဲ့အထက်တက်ဆေးကြောပေးတာတို့နွားနိုအေးအေးလေးနဲ့ဆေးကြောပေးတာပါးစပ်ထဲမှာငုံပေးတာတို့ပြုလုပ်ပြီးရင်တော့မိဆက်ရာဆေးကန်းကိုချက်ချင်းတွားရောက်ဖို့လိုအပ်ပါတယ်ရှင်။မြေဆောင်ပိုးတွေဟာညဘက်မှာဆိုရင်အိမ်ကမီးချောင်းတွေစီပြန်တန်းလာတတ်ကြပါတယ်။အဓိကကတော့ဒီဘိုးကောင်တွေကိုတွေ့ရင်လက်နဲ့မရိုက်ဖဲနဲ့လေနဲ့မှုတ်ထုတ်ဖြစ်တာဖြစ်ဖြစ်အရာဝတ္ထုတစ်ခုခုနဲ့ကော်ထုတ်ဖြစ်တာဖြစ်ဖြစ်ပြုလုပ်သင့်ပါတယ်။တကယ်လို့မသိပဲရိုက်မိသွားရင်အနာမထွက်လာခင်ချက်ချင်းရေနဲ့ဆက်ပြာနဲ့ချိန်ပြောင်းစင်အောင်ဆေးကြောပြဖို့လိုအပ်ပါတယ်။အခုတင်ဆက်ပေးတဲ့အကြောင်းအရာလေးကလူကြီးမျိုးတို့အတွက်အကျိုးတစုံတရာရရှိမယ်ဆိုရင် like and share လေးလုပ်ပေးသွားဖို့တောင်းဆိုပါတယ်ရှင်။နောက်ထပ်လည်းဒီလိုအကြောင်းအရာလေးတွေကိုဆက်လက်တင်ဆက်ပေးနေမှာဆိုတော့ကျမရဲ့ channel လေးကို subscribe လေးလုပ်ဖို့မမေ့ပါနဲ့ရှင်။အဆုံးထိ like ပါကြည့်ရှုအားပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်။